မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ထောင်စုနေ့အခမ်းအနားတွင်လူငြိမ်းချမ်းသာခွင့်ကြီးညာနိုင်ဟုသတင်းများထွက်ပေါ်သမ္မတကြီးဦးဝင်းမြင့်ပါဝင်လာနိုင်ဟုဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပြည်ထောင်စုနေ့အခမ်းအနားကိုအထိမ်းအမှတ်ဖြင့်လူငြိမ်းချမ်းသာခွင့် Amnesty ကြီးညာနိုင်ကြောင်းသတင်းများထွက်ပေါ်လာပြီးရင်းအခမ်းအနားတွင်သမ္မတကြီးဦးဝင်းမြင့်ပါဝင်လာနိုင်သည်ဟုလည်းခံမှန်းပြောဆိုမှုများရှိနေကြပါတယ်အဆိုပါသတင်းများအရအစိုးရအဖွဲ့မှပြည်ထောင်စုစိတ်သက်တိုးမြင့်ရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်များ၏တစိမ့်တစ်ပိုင်းဖြင့်လူငြိမ်းချမ်းသာခွင့်ထုတ်ပြန်နိုင်ကြောင်းဆိုကြပါသည်။သို့သောရင်းကိစ္စနှင့်ပတ်သက်၍တရားဝင်ထုတ်ပြန်ချက်တစုံတရာမရှိသေးကြောင်းသက်ဆိုင်ရာအဖွဲ့အစည်းများမှပြောကြားထားပါသည်။ထို့ပြင်သမ္မတကြီးဦးဝင်းမြင့်အခမ်းအနားတွင်တိုက်ရိုက်ပါဝင်မိဟုသတင်းထွက်ပေါ်နေတော့လေရင်းအချက်လက်ကိုလည်းတရားဝင်အတည်ပြုထားခြင်းမရှိသေးပါနိုင်ငံရေးသုံးသပ်သူများကပြည်ထောင်စုနေ့ကဲ့သို့အရေးကြီးသည့်အထိမ်းအမှတ်နေ့ရက်များတွင်လူငြိမ်းချမ်းသာခွင့်ထုတ်ပြန်ခြင်းသည်ရခင်ကလည်းရှိခဲ့မှုကြောင့်ပြောဆိုကြပါသည်လက်ရှိတွင်ပြည်သူများအနေဖြင့်တရားဝင်ကြေညာချက်များထုတ်ပြန်လာမည့်အခြေအနေကိုစောင့်ကြည့်လျက်ရှိကြပြီးသတင်းအချက်လက်များကိုယုံကြည်စိတ်ချရသောမီဒီယာများမှသာလိုက်လံစစ်ဆေးကြည့်ရှုရန်လိုအပ်ကြောင်းအကြံပြုချက်များလည်းထွက်ပေါ်နေပါတယ်။သက်ဆိုင်ရာအာဏာပိုင်များမှတရားဝင်ကြေညာချက်ထုတ်ပြန်လာပါကအသေးစိတ်အချက်အလက်များကိုဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါတယ်။ဆက်လက်ပြီးတော်လှန်ရေးအောင်မြင်ဖို့စူပါဦးဆောင်မှုအခင်းကျင်းသစ်ပေါ်လာတော့မှလာဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကတော်လှန်ရေးအောင်မြင်အောင်ဆင်နွှဲဖို့ပူပေါင်းဦးဆောင်မှုအခင်းကျင်းသစ်ကိုပုံဖော်ဖို့ကြိုးပမ်းနေကြပါတယ်။တော်လှန်ရေးနဲ့ပတ်သက်ပြီး NUG, KNU, KNPP, CNF နဲ့ KIO တို့အကြားပြန်လည်ပေါင်းစည်းရေးနဲ့စုဖွဲ့ရေးတွေလုပ်နေပြီးဖေဖော်ဝါရီပထမပတ်အတွင်းဆွေးနွေးခဲ့တယ်လို့ KIO ဒုဥက္ကဋ္ဌ1ဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကစတင်အသိပေးခဲ့တာပါ။ဖေဖော်ဝါရီ10ရက်နေ့ကအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်မှာပြုလုပ်ခဲ့တဲ့65နှစ်မြောက်ကချင်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာသူကအွန်လိုင်းကနေမိန့်ခွန်းပြောချိန်မှာထည့်သွင်းပြောကြားခဲ့တာပါ။လွန်ခဲ့တဲ့ရက်ပိုင်းတွင် NUG, KNU, KNPP, CNF နဲ့ KIO တို့အွန်လိုင်းကနေအစည်းအဝေးလုပ်ပြီးလက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ဘယ်လိုဆင်နွှဲမလဲဆိုတာကိုဦးစားပေးဆွေးနွေးတာလို့ဒုတိယဗိုလ်ချုပ်ကြီးခွန်မော်ကဆိုပါတယ်။သတင်းမီဒီယာမှာဖော်ပြလာတဲ့ Steering Council ဆိုတဲ့စူပါဦးဆောင်မှုကောင်စီဟာမျှော်မှန်းတဲ့ဝေါဟာရတစ်ခုသာဖြစ်ပြီးအတည်ပြုထားတာမဟုတ်သေးတဲ့အတွက်ဆက်လက်ဆွေးနွေးနေတဲ့အဆင့်မှာပဲရှိတယ်လို့သူကပြောဆိုခဲ့တာပါ။ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကလည်းလူထုရဲ့လူလားချက်လေးဖြစ်တော်လန်ရေးရဲ့လိုအပ်ချက်လေးဖြစ်တယ်။တော်လန်ရေးအင်အားစုတွေအားလုံးစုပေါင်းပြီးဦးဆောင်နိုင်မယ့်အခင်းကျင်းတစ်ခုပေါ်ပေါက်ဖို့ဆွေးနွေးနေတာရှိတယ်လို့ PVTV ကနေဖေဖော်ဝါရီ10ရက်နေ့မှာဖြေကြားခဲ့ပါတယ်။ဆွေးနွေးမှုမှာပါဝင်တဲ့ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရဇလိုင်းထက်နီကတော်လန်ရေးမှာ9နှစ်တာအတွေ့အကြုံကိုယူပြီးအဲ့ဒီထက်ကြစ်လက်ခိုင်မာတဲ့ဦးဆောင်မှုတစ်ခုကိုဖွဲ့စည်းတည်ဆောက်ဖို့ရည်ရွယ်တာလို့သတင်းဌာနကိုပြောပါတယ်။ဒီ9နှစ်တာနိုင်ငံရေးအခင်းအကျင်းမှာကျွန်တော်တို့အဲ့ဒီထက်ရခင်ကစုဖွဲ့မှုထံပိုပြီးအားကောင်းတဲ့ကြစ်လက်ခိုင်မာတဲ့အားလုံးပါဝင်တဲ့ဦးဆောင်မှုတစ်ခုကိုပုံမကြစ်လက်ခိုင်မာအောင်ဖွဲ့စည်းချင်တာဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ငကိုရက်တီချက်အတိုင်းစစ်အာဏာရှင်မှန်သမျှဖြုတ်ချပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ဟာကိုမြန်ဆန်နဲ့သွားနိုင်အောင်ဆိုပြီးတော့မှဒီ9နှစ်တာအတွေ့အကြုံကိုယူပြီးတော့အဲ့ဒီလိုအားကောင်းတဲ့စုဖွဲ့မှုတစ်ခုကိုကျွန်တော်တို့ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါဟာຫນွေဦးတော်လန်ရေးရဲ့တပ်ဦးဖြစ်တဲ့ NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း K3C တို့ရဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးအတွက်တော်လန်ရေးအရွေးတစ်ခုကိုအရောက်လန်းနိုင်မယ့်အနေအထားလို့နားလည်ရပါတယ်။ဒီအပေါ်လေးလာသူတွေကပြီးခဲ့တဲ့9နှစ်တာအတွင်း NUG နဲ့ K3C တို့ကြားစူပေါင်းဦးဆောင်မှုမလုံနိုင်ခဲ့တာလားဆိုတဲ့မေးခွန်းထုတ်မှုတွေရှိနေသလိုအခုချိန်ကြာမှာဆွေးနွေးညှိနှိုင်းတာတွေလှုပ်ဆောင်တာဟာနောက်ကျနေပြီဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေပြန်ပါတယ်။ဇလိုင်းထက်နီကတော့တော်လန်ရေးအင်အားစုတွေကြားအရင်ကတည်းကစုဖွဲ့မှုတွေလှုပ်လာခဲ့တဲ့အတွက်အခုအခါမှာဦးဆောင်မှုတစ်ခုအောက်ကနေသွားနေတဲ့စုဖွဲ့မှုတစ်ခုကိုအဓိကဦးတည်တာဖြစ်လို့နောက်မကျဘူးလို့ပြောပါတယ်။တစ်ဖက်မှာအာဏာသိမ်းစစ်တပ်ကနိုင်ငံရေးတရားဝင်မှုရှာဖို့အတူရောက်ရွေးကောက်ပွဲတရက်ကိုပြုလုပ်ခဲ့ပြီးမတ်လတတိယပတ်မှာလွှတ်တော်ခေါ်ယူကဧပြီမှာတော့ရွေးကောက်ခံဆိုတဲ့ဂုံပုတ်အဖြစ်အစိုးရတရက်ဖွဲ့စည်းတော့မှာပါ။အဲ့ဒီအစိုးရကလည်းလက်ရှိစစ်ကော်မရှင်မှာတာဝန်ယူထားတဲ့စစ်ကောင်ဆောင်အပါအဝင်အခြားစစ်ဗိုလ်ချုပ်တွေနဲ့ရွေးကောက်ပွဲအနိုင်ရစစ်တပ်ကြောတောင်းနောက်ခံချန်ခိုင်ရေးပါတီကပဲဗဟိုအာဏာစက်ကိုအုပ်စိုးချေလဲမဲ့အခင်းကျင်းဖြစ်ပါတယ်။ဒီအခြေအနေမှာဗိုလ်ချုပ်ကြီးခွန်မော်ရဲ့မိန့်ခွန်းထဲမှာပြောဆိုခဲ့တဲ့စစ်ရေးရည်မှန်းချက်ကိုကြည့်ရင်စူပေါင်းဦးဆောင်မှုဟာတွန်းအားဖြစ်မဲ့လို့ចောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကသတင်းဌာနကိုပြောပါတယ်။ဒါကြောင့်မို့လို့စူပေါင်းကောင်းဆောင်မှုဟာ command line အမိန့်ပေးကွက်ကဲမှုတကူအောက်မှာမဟာဗျူဟာကြစစ်ရေးဖော်ဆောင်မယ်ဆိုရင်စစ်တပ်သည်တိုက်စစ်ပတ်လေအဖွင့်ခံရတဲ့ပုံစံမျိုးနဲ့တက်အလုတ်အရွေ့ကို
မလုံနိုင်တော့တဲ့အခါမှာတော်လှန်ရေးအင်အားစုတွေဘက်ကအောင်မြင်မှုရလာမယ်လို့ယုံကြည်တယ်။ဒါကြောင့်မလို့စစ်ရေးဘက်မှရောနိုင်ငံရေးဘက်မှရောစုပေါင်းခေါင်းဆောင်မှုတည်မရှိမဖြစ်လိုအပ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်ကြီးခွန်မော်ရဲ့အမိန့်ခွန်းထဲမှာတော့ကချင်နာကချင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းကိုတည်ငြိမ်အောင်ကြိုးစားနေပြီးအဲ့ဒီမြောက်ပိုင်းတစ်ခုလုံးတည်ငြိမ်သွားလို့ရှိရင်အောက်ပိုင်းကိုအလွယ်တကူထိမ့်သိမ်းနိုင်မှာဖြစ်ကဒါဟာစီရေးရည်မှန်းချက်ဖြစ်တယ်လို့ပြောကြားထားတာပါ။ NUG အပါဝင် K3C လို့ခေါ်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကရင်အမျိုးသားအစည်းအရုံး KNU ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ချင်းအမျိုးသားတပ်ဦး CNF တို့ဟာနိုင်ငံရေးဘုံသဘောရပ်တည်ချက်ကို2024ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာပူးတွဲကြေညာခဲ့ပါတယ်။ဘုံသဘောရပ်တည်ချက်မှာတော့လက်နက်ကိုင်အဖွဲ့တွေအားလုံးဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့အယက်သားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာအပြည့်အဝထားရှိဖို့ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းမှုဖြစ်ပါတယ်။ဒါပြင်စစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေမှုကိုအဆုံးသတ်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းဖို့နဲ့အဲ့ဒီဥပဒေကိုပြန်လည်အသက်သွင်းဖို့ကြိုးပမ်းမှုမှန်သမျှကိုတိုက်ဖြတ်ဖို့လည်းပါဝင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်က2020ရွေးကောက်ပွဲစာရွက်စာတမ်းများကိုမိရှို့ဖျက်ဆီးနေပြီးတမိုင်းကိုဖျောက်ပြစ်မရဘူး NUG တုံ့ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်မဲမတမမှုအကြောင်းပြချက်ဖြင့်အယက်သားအစိုးရထံမှအာဏာသိမ်းပြီးနောက်2020ရွေးကောက်ပွဲဆိုင်ရာမဲစရင်းနှင့်မှတ်တမ်းစာရွက်စာတမ်းများကိုယခုရက်ပိုင်းတွင်မိရှို့ဖျောက်ဖျက်နေကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်၎င်းတို့တစ်ဖက်သက်ပြုလုပ်ခဲ့သော2025-2026ရွေးကောက်ပွဲပြီးနောက်2020ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများမှာတတ်မှတ်ကာလကျော်လွန်သွားပြီဟုအကြောင်းပြ၍ရန်ကုန်တိုင်းတွင်ရှိမြို့နယ်အသီးသီးတွင်စတင်မိရှို့နေခြင်းဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့်2020ရွေးကောက်ပွဲသည်ပြည်သူလူထုတခဲနှင့်ဆန္ဒမဲပေးခဲ့သောတရားမျှတသည့်ရွှေကောက်ပွဲဖြစ်ပြီးအစိုးရအမိခံစစ်ကော်မရှင်အနေဖြင့်ယခုကဲ့သို့ဖျက်ဆီးပိုင်ခွင့်မရှိကြောင်းဇေယျသီရိမြို့နယ်ရွှေကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဟောင်းဦးမောင်ကပြောကြားပါတယ်။အခုလိုဖျက်ဆီးမိရှုတာဟာရွှေကောက်ပွဲဥပဒေဤဥပဒေအရဘလို့မှတရားမဝင်ဘူး။ရုံမှာကောက်ကျစ်စွာနဲ့အမှန်တရားပျောက်ကွယ်သွားအောင်လုပ်တာလို့မြင်မိတယ်ဟု UEC ဥက္ကဋ္ဌဟောင်းဦးမောင်ကသတင်းဌာနကိုပြောကြားပါတယ်။လက်ရှိတွင်2020ရွှေကောက်ပွဲ၌အသုံးပြုခဲ့သောမဲစရင်းများဆန္ဒမဲလက်မှတ်များရွှေကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများနှင့်မှတ်တမ်းများကိုစစ်ကော်မရှင်ကဖုတ်အဖွဲ့ဖွဲ့စည်း၍ရန်ကုန်တိုင်းအတွင်းစတင်မိရှုဖျက်ဆီးနေကြောင်းသိရပါတယ်။အဆိုပါမီရှို့ဖျက်ဆီးရေးအတွက်စစ်ကော်မရှင်ကမြို့နယ် UEC အဖွဲ့ခွဲဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်များမြို့နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင်အဖွဲ့ဝင်14ဦးပါဝင်သည့်ဘုတ်အဖွဲ့များကိုမြို့နယ်အလိုက်ဖွဲ့စည်း၍ဆောင်ရွက်နေခြင်းဖြစ်ပါတယ်NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရပုဂ္ဂိုလ်ဦးနေဖုံးလကမှုစစ်ကော်မရှင်အနေဖြင့်တပ်တွေအထောက်ထားများကိုမိရှုဖျက်ဆီးရုံဖြင့်တမိုင်းကိုဖျောက်ဖျက်၍ရလိမ့်မည်မဟုတ်ကြောင်းတုံ့ပြန်ပါတယ်။ဒါတွေကတစ်ချိန်ကျရင်ပေါ်ပေါက်လာမှာပါ။ဒီအမားတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုမဖြစ်မနေပြစ်ဒဏ်ပေးနိုင်ဖို့ကျွန်တော်တို့ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်ဟု NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလကသတင်းဌာနကိုပြောကြားပါတယ်။စစ်အုပ်စုသည်အာဏာသိမ်းပြီးနောက်2020ရွေးကောက်ပွဲအောင်ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲကော်မရှင်ဥပဒေလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေများနှင့်မညီညွတ်၍တရားမျှတမှုမရှိဟုဆိုကာရလက်ကိုပယ်ဖျက်ခဲ့ပြီး၎င်းတို့၏2025-2026ရွေးကောက်ပွဲအတူဖြင့်အစားထိုးကာအာဏာတည်မြဲရေးကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ဥပဒေအရရွှေကောက်ပွဲတစ်ခုပြီးလျင်ရခင်မှတ်တမ်းများကိုဖျက်ဆီးလေရှိတော်လဲအငင်းပွားပွဲရအာဏာသိမ်းမှု၏အခြေခံအကြောင်းရင်းဖြစ်သော2020မှတ်တမ်းများကိုဖျက်ဆီးခြင်းမှာတပ်တွေဖျောက်ခြင်းသာဖြစ်ကြောင်းနိုင်ငံရေးအကဲခတ်လေးလာသူများကထောက်ပြကြပါတယ်။တရားမဝင်အစိုးရအတူ2025ရွေးကောက်ပွဲအတူကဘလို့ပဲလို့အစ်စ်ကိုတော့လွှမ်းမိုးချုပ်ကင်လို့မရနိုင်ဘူး။တရားဝင်တဲ့2020ရွေးကောက်ပွဲကိုမဲဆန္ဒမဲပေးခဲ့သူတွေကတပ်တွေအဖြစ်ရှိနေပါတယ်ဟု UEC ဥက္ကဋ္ဌဟောင်းဦးမောင်ကဆက်လက်ပြောပါတယ်။စေကောင်ဆောင်သည့်2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဟုတ်မှန်ဆွဆွဲချက်များကို website နဲ့ mobile application များတွင်ဘာသာစကား5မျိုးဖြင့်ထုတ်လွှင့်ကနိုင်ငံတကာကိုဝါဒဖြန့်မှုများလည်းလှုံ့ဆော်လျက်ရှိပါတယ်။